ဒီနေ့ကတော့ပတူနန်းထဲမှာရှိတဲ့နောက်ထပ်ဈေးဝယ်စင်တာတစ်ခုဖြစ်တဲ့ Krung Plaza ကိုရောက်နေပါတယ်ဆိုင်ပုံမှာ Wholesale Fashion Mall လို့ရေးထားတဲ့အတိုင်းဒီနေရာကလည်းအဝတ်အထည်တွေကိုလက်ကားဈေးနဲ့ဝယ်ယူနိုင်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်သူကဒီဇင်ဘာဂုံတိုက်နဲ့ဆက်ထားရပေါ့နော်ဂုံကြော်တတာကူးလိုက်ရင်ရောက်ပါတယ်ဒီနေ့လည်း window shopping မှာပဲဘာပစ္စည်းမှဝယ်ဖို့မရည်ရွယ်ထားပါဘူးအထဲမှာဘာရှိလဲအဝတ်အစားတွေကဘယ်လိုမျိုးလဲဆိုတာကိုဒီအထက်မှာပဲအေးအေးဆေးဆေးရှောက်ကြည့်မှာပါအပေါ်ထက်တွေအောက်ထက်တွေမသွားတော့ပါဘူးအရင်ဒီဇင်ဘာမော်ဗီဒီယိုထဲရလိုပဲမိုဘိုင်ရဲ့အားနည်းချက်ကအားလုံးသိကြတဲ့အတိုင်း fashion နဲ့ပတ်သက်ရင်ဘာမှတိကျမခွဲခြားတတ်ပါဘူးအဲဒါကြောင့်မလို့နာမည်ဒီဇိုင်းတွေကိုဘာမှပြောမနေတော့ပါဘူးဒီအလွာမှာရှိရဲ့ဆိုင်ခန်းတွေချိတ်ထားတဲ့အင်ဂျီတွေကိုပဲလိုက်ပြပေးပါမယ်ဗီဒီယိုထဲကနေလိုက်ကြည့်ပေးကြပါဦးနော်အားလုံးကျေးဇူးတင်ပါတယ်Dari tiga mana dorongan? Si六了，想选上六了，我老我他。你好，不让你怎么样？Kapag mamita naman ko bisa na in shop. Thằng nó bảo phải lương thôi. Ủa cái gì? Cháu là kêu là tối mới đến lồng hạt cùng sao? Udah ini ya. Ada lagi apa? Ada jalan cicak. Saya bisa saja. Kamu masih
ต้องใช่ทำไมต้องใช่ให้ไม่ได้